Gami slow တဲ့အဖွဲနာမည်ပေးတာဘာလို့လဲတဲ့ Gami ဆိုကျွန်တော်ဘယ်လိုပေးဖြစ်ခဲ့လဲဆိုတော့ကျွန်တော် Gami ဆိုတာကြတော့ကျွန်တော်တို့ပါဠိမှာဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ဆောင်လမ်းဖောက်တီလို့ဒိတ်ပဲရတယ်ပေါ့နော်ပြီးတော့ရီမန်းချက်ကိုသွားပြီးပေါ့ကျွန်တော်ရီမန်းချက်ကိုသွားပြီးကျွန်တော်အဲ့ဆိုတော့ကျွန်တော်ပြိသက်တွေကိုတော့ကိုစားပြုထားရပေါ့ဒါပေမဲ့ကျွန်တော်မြေပုံမှာဆိုလို့ရှိရင်ကျွန်တော်သွားချင်တဲ့အမှတ်သားကိုကျွန်တော် X လို့ပေးရမှာလားtreasure map တွေtreasure map ဆိုကျွန်တော် X လို့ပေးတယ်လေ သွားတဲ့နေရာတို့အဲ့လို treasure ရှိတဲ့နေရာတို့အဲ့လို mark ပေးတာ X တို့ပေးတာတော့အဲ့တော့Gami ဆိုတာကရှေ့ဆောင်လမ်းဖောက်တယ်ဘယ်ကိုသွားမလဲဆိုတော့ to the X ကျွန်တော်တို့ပြိသက်တွေရှင်တွေကိုသွားမှာတွေ့တယ် Gami to the X Gami X ဆိုတဲ့အမှတ်သားရတယ်တကယ်တမ်းကျွန်တော်တို့ရဲ့ပြိသက်တွေကိုရည်ညွှန်းထားတာပဲဖြစ်ပါတယ်အဲ့တော့ကြည့်မလားကျွန်တော်တို့ကဘာပဲလုပ်လို့ပြိသက်တွေပဲလေကျွန်တော်တို့ရဲ့ Gami to the X debut concert ပွဲလေးကို March 24 ရက်နေ့ City Mall စိန်ကျွန်းမှာပြုလုပ်ကျင်းပသွားမှာမို့လို့တချင်းတွေနားထောင်ရင်ကျွန်တော်တို့နဲ့အတူတူပျော်ပျော်ပါပါတွေ့ဆုံဖို့အတွက်ဖိတ်ခေါ်လိုက်ပါရခင်ဗျာ